အေနဲ့ပူပေါင်းတက်တွေကအာမတ344နဲ့တမိုင်ကွာထိကိုကတ်ပြီးတော့ပြင်းနေကြပြီဖြစ်တယ်ဗောနော်တမိုင်ကွာဆိုတာတကယ်တမ်းတွေးကြည့်ဘာမှကိုမဟုတ်တော့ဘူးဗောနော်လှမ်းအောင်မြင်နေရတဲ့အနေထားမင်းတို့ကိုဖမ်းကျင်လို့တော့မှကွာရှောင်းတကင်စစ်ဆေးပြီးတော့ဗောနော်မင်းတို့ကိုအခုလိုမျိုးအပြစ်ပေးအေးအေးယူနိုင်မှုစ조사နေတာဗောနော်အဲ့တော့မင်းတို့တခြားဘာမှအပြစ်မလုပ်ဘူးဆိုရင်ပြန်လွှတ်ပေးမယ်လို့ပြောတယ်ဆိုတော့ဗောနော်မင်းတို့အဲ့ဘက်အဖွဲ့အစည်းထဲမှာရှိအားလုံးမင်္ဂလာပါ AND New Channel မှာကြိုဆိုပါရစေကြည့်ရှုသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ပြီးရင်ဒါစစ်ကောင်စီဘက်ကဒါကတန်းကရန်နဲ့ဖန်ခံရတဲ့ဘူကြီးအကြောင်းလည်းရှိတယ်ဗောနော်အဲအကြောင်းတွေလည်းကျွန်တော်ပြောကြမယ်ပြီးရင်အာခတ်တော် A နဲ့ဒါ PDF ပူပေါင်းတပ်ဖွဲ့တွေရဲ့လက်စွမ်းပြနေတဲ့နေရာတွေကအကြောင်းတွေလည်းကျွန်တော်ပြောသွားပါမယ်ဗောနော်အဲ့တော့ဒီနေ့မှာဒါသတင်းတစ်ခုတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီက AR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ဒါမြောက်ဆန်းရွာမှာရှိတဲ့အာမတ344ပြောမယ်ဆိုရင်အမှတ်344အမြောက်တက်ရင်အဲ့တက်ရင်ရဲ့အကြောင်းကတော်တော်လေးထူးခြားနေတဲ့ဖြစ်စဉ်တွေရှိတယ်ဗောနော်ရခိုင်ခြေစိုက်မီဒီယာဒါနာရင်စရာကနေတင်ထားတာလည်းတွေ့ရတယ်ဗောနော်အေနဲ့ပူပေါင်းတက်တွေကအာမတ344နဲ့တမိုင်ကွာထိကိုကတ်ပြီးတော့ပြင်းနေကြပြီဖြစ်တယ်ဗောနော်တမိုင်ကွာဆိုတာတကယ်တမ်းတွေးကြည့်ဘာမှကိုမဟုတ်တော့ဘူးဗောနော်လှမ်းအောင်မြင်နေရတဲ့အနေထားအဲ့လိုအနေထားဒီကိုရောက်နေပြီဆိုပြီးတော့သိရတယ်ရခိုင်အဆက်တောင်တန်းတွေမှာဗောနော်ဒီခုနအာမတ344ရဲ့အမြောက်တက်ရဲ့ကာကင်းစကန်တွေရှိတယ်အဲ့ဒီကာကင်းစကန်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်တချို့ကာကင်းစကန်တွေကလက်နက်တွေတားပြီးထွက်ပြေးတာထူးခြားဖြစ်စဉ်တွေဗောနော်ဒါထူးခြားတာတော့မဟုတ်တော့ပါဘူးထုံးစံတိုင်းတော့ဖြစ်နေပါပြီအခုနောက်ပိုင်းမှာဗောနော်ဘာကြောင့်လဲဆိုတော့စစ်ရေးဖိအားအပြင်းထန်ခံစားရပြီဆိုတဲ့နေရာမျိုးတွေမှာစစ်ကောင်စီစစ်သားတွေကစိတ်တက်တွေကြဆင်းပြီးတော့လုံးဝစစ်တိုက်လို့စိတ်မရှိတော့ဘဲနဲ့လက်နက်တွေပါထားပြီးတော့ထွက်ပြေးတာသူကပုံမှန်ဒီလိုမျိုးလက်နက်တွေပါယူပြီးတော့ထွက်ပြေးတာမျိုးမဟုတ်ဘူးမတူအခြေအနေချင်းကမတူဘူးဗောနော်အဲအကြောင်းလေးလည်းပြောပြမယ်ဗောနော်အဲ့တော့ရခိုင်အဆက်တောင်တန်းတွေပေါ်မှာထားတဲ့ဒါအမြောက်တက်ရဲ့ကာကင်းစကန်တွေအဲ့ကာကင်းစကန်တွေကိုအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကဒီထိုးစစ်ဆင်နဲ့အဲ့ထိုးစစ်တွေကိုမခံနိုင်တော့လို့လက်နက်တွေပါထားပြီးတော့ထွက်ပြေးတယ်အဲ့ဒီလက်နက်တွေနဲ့အတူဓာတ်ဘော်တွေ၄ခုရထားတယ်ဆိုပြီးတော့တွေ့ရတယ်အဲ့တော့အဲ့ဒါကဒါရှေ့သတင်းတွေမှာလည်းဒါတွေ့ရပြီးဖြစ်တယ်ဗောနော်ဟော်ဝီဇာတွေရတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းတွေ့ရပြီးဖြစ်တယ်ဗောနော်အဲ့တော့လက်နက်ကြီးတွေဒီရက်ပိုင်းမှာသိမ်းဆည်းရရှိရတယ်တော်တော်များနေတဲ့အနေအထားမျိုးဗောနော်အဲ့တော့အခြေအနေကဒါအမြောက်တက်နဲ့အနီးဆုံးနေရာတွေတဲ့အထိအခါတော် A နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေပြစ်တဲ့လက်နက်ကြီးကြီးတွေကကြာရောက်ပေါက်ကွဲနေပြီဗောနော်ဒါအပြင်အမြောက်တက်ရဲ့ကာကင်းတွေမှာလည်းတိုက်ပွဲတွေစက်တိုက်ပြင်းထန်နေတာဖြစ်တယ်ဒါကြောင့်မလို့အမြောက်တက်ကလည်းရေးပေါ်အနေထားနဲ့ပေါ့နော်ဒါတက်လှန်ထားရပြီဖြစ်တယ်ဆိုပြီးတော့သိရတယ်အမြောက်တက်ကို A က3နေရာခွဲပြီးတော့ထိုးစစ်ဆင်နေလို့စစ်ကောင်စီစစ်သားတွေစိတ်တက်ပြတ်ပြားပြီးတော့ထွက်ပြေးတာတွေရှိလာတယ်စစ်တိုက်တာဒါတကယ်ပြောမယ်ဆိုရင်စိတ်တက်ကအရင်အရေးကြီးတယ်ပေါ့နော်သူတို့ဘက်မှာဟုတ်တဲ့လေချောင်းအရေးသားတဲ့လက်နက်ကြီးအရေးသားတဲ့အမြောက်ပစ်ကူတွေရှိတဲ့ပေါ်ပေါ်တီတီ3နိုင်နဲ့ဆိုရင်တော့မှပဲမြေပြင်မှာတိုက်ပွဲဝင်နေရတဲ့စစ်သားတွေရဲ့စိတ်တက်ကကြာဆင်းနေပြီဆိုရင်ဘာမှလုပ်လို့မရတော့ဘာမှကိုလုံးလို့မရတော့ဘူးကြော်ရင်းတို့ဘာမှလုံးလို့မရတော့ဘူးကွာဘာမှလုံးလို့မရတော့ဘူးဒါကြောင့်မလို့စိတ်တက်ပြက်ပြားတယ်ဆိုရင်ရှုံးတာပဲပေါ့နော်အဲ့တော့စစ်ကောင်စီကအမတ344ကိုအပိသက်သိမ့်ပိုက်ခံရမှာစိုးလို့ဆိုပြီးတော့အမြောက်တွေကိုသူကဘာလုပ်လဲဆိုတော့ရေမန်းအနေနဲ့ပတ်ပြီးတော့အမွှေးတိုင်တွေထုံးပြီးတော့ပူဇော်နေကြတာတော်တော်ကြမ်းတယ်နော်ဒီကောင်အကျန်းစားတွေအဲ့တော့အမတ344လိုမျိုးတက်တွေကပေါ့နော်မြေပြင်အနေထားရလဲအရင်အရေးကြီးတဲ့တက်တွေဖြစ်ပါတယ်ရခိုင်နဲ့ AR ကြားခန့်စစ်လိုင်းတစ်ခုလိုဖြစ်နေတဲ့အနေထားဆိုလိုတာကဒီနေရာပေါက်သွားပြီဆိုရင်အာခတ်တော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေက AR တိုင်းထဲကိုဒလဟောဝင်လာမှာအဲ့လိုဝင်လာပြီဆိုရင်တော့စစ်ကောင်စီအတွက်ခေါင်းကျင်းစရာအနေထားအခြေအနေမကောင်းဘူးလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ AA ရဲ့ရည်ရွယ်ချက်တွေကအရန်ကောင်းမွန်တယ်လို့ပြောရမယ်အရန်ထိရောက်တယ်ပေါ့နော်ရခိုင်ပြည်နယ်အပြင်အခြားဒေသတွေကိုစစ်မျက်နှာတွေချဲ့တယ်စစ်ကောင်စီကိုအလုပ်တွေပေးတယ်စစ်ကောင်စီရဲ့အင်အားတွေပြန့်ကွဲပြီးတော့အာယုံများနေအောင်ဖိအားပေးတာတွေလုပ်တယ်အမြောက်တက်တွေကိုဖိအားပေးပြီးတော့သူတို့ရဲ့လက်နက်ကြီးစွမ်းအားကိုရှော့ချတယ်တကယ်ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့တိုက်စစ်တွေဖော်ဆောင်နေတာပေါ့နော်ပြီးတော့ AA နဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုတွေကြောင့်မလို့ CAPR တွေကြောင့်မလို့စစ်ကောင်စီစစ်သားတွေစိတ်တက်တွေတော်တော်ကြာဆင်းနေတဲ့အနေအထားတွေ့ရတယ်။ကာကင်းစခန်းကစစ်သားတွေကလက်နက်တွေထားပြီးတော့ထွက်ပြေးတာပေါ့နော်။အဲ့ဒါကစစ်ရေးမှာတကယ်ထိရောက်မှုတစ်ခုဖြစ်တယ်။ကာကင်းကုန်းဆိုတာကခုနပင်မကုန်းကြီးကိုမရောက်ဖို့အတွက်ဒါအရှိကိုထွက်ပြီးတော့ကာထားရတဲ့နေရာမျိုးတွေပြင်ပခန့်စစ်စည်းပုံစံမျိုးတွေပေါ့နော်။အဲ့တော့အဲ့လိုမျိုးပုံစံမျိုးနဲ့ရည်ရွယ်ပြီးတော့ထားပါတယ်ဆိုတဲ့ကာကင်းစခန်းကုန်းကစစ်သားတွေတောင်မှပဲလက်နက်တွေထားပြီးတော့ထွက်ပြေးရဆိုတော်တော်ကိုစိတ်တက်ကြနေတာပါ။အဲ့တော့လက်နက်တွေပါထားပြီးထွက်ပြေးတာဖြစ်တဲ့အတွက်ဒါကိုကြည့်မယ်ဆိုရင်ငါတို့မတိုက်တော့ဘူးငါတို့ကိုတိုက်ခိုင်းတဲ့အဖွဲ့အစည်းစီကိုလည်းငါတို့မသွားတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ထွက်ပြေးတာဖြစ်ဖို့များတယ်ပေါ့နော်။ဘာကြောင့်လက်နက်တွေယူပြီးတော့သူတို့ဒီခုနကပေါ့နော်ဒါပင်မကုန်းအမတ344ကိုသွားပြီးတော့ပေါင်းမယ်ဆိုရင်တော့မှပဲသူတို့ကရှေ့မှာဒီခန်းစစ်စီးမှာမနိုင်တော့လို့ပင်မကုန်းနဲ့သွားပေါင်းတယ်ဆိုတဲ့ပုံစံမျိုးမြင်လို့ရသေးတယ်အခုကအဲ့လိုမဟုတ်ဘူးအဲ့ကုန်းပေါ်မှာလက်နက်တွေပါထားခဲ့ပြီးတော့တခါတည်းလစ်တော့တာပေါ့နော်အဲ့ကြတော့သူတို့ကလုံးဝစစ်တိုက်လို့စိတ်မရှိတော့ဘူးတော်ပြီငါတို့ကိုတိုက်ခိုင်းရင်လည်းမတိုက်တော့ဘူးဒီကောင်တွေနဲ့ဝေးတဲ့နေရာကိုပြေးတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာပေါ့နော်အမှန်တကယ်တော့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေစီမှာလက်နက်ချအလင်းဝင်နေဆိုရင်သူတို့အသက်ရှင်သန်ခွင့်ရအောင်ပါပေါ့နော်ဒါကလည်းဒါစစ်ကောင်စီရဲ့ဝါလာမိုင်းတွေရိုက်သွင်းထားတာဖြစ်တဲ့အတွက်အခုချိန်ထိပေါ့နော်ဒါတော်လိုင်းတပ်ဖွဲ့တွေကအဲ့လိုမျိုးလက်နက်ချအညံ့ခံရင်အသက်ရှင်သန်ခွင့်ပေးတယ်ဆိုတဲ့ဟာကိုမယုံရဲဘူးဖြစ်နေကြဒီကောင်တွေဖြစ်ကလည်း
အားကြောင့်မလို့ရှေ့လဲမတိုးရဲနောက်လဲမဆုတ်ရဲဆိုတဲ့ပုံစံမျိုးတွေနဲ့အလဲမှာထွက်ပြေးကြတာပေါ့နော်ပြီးတော့ဒီလိုလက်နက်ကြီးတွေ A ဘက်ကရတယ်ဆိုတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကအရန်ကိုအကျိုးရှိတာပါအခါတက်တော့ A ကဒါကိုထိထိရောက်ဘလို့အသုံးချရမလဲဆိုတဲ့ဟာကိုဒါနဘခတိန်းတဲ့တိုက်ပွဲတွေနခခတိုက်ပွဲတွေဒီတိုက်ပွဲတွေမှာမြင်တွေ့ရပြီးဖြစ်တယ်အဓိကတော့ရန်သူလက်နက်ကိုလက်နက်ဆိုတဲ့ပုံစံမျိုးနဲ့ဟာလုံးဝတဲပြီးတော့ပြင်းတဲ့ဟာကြီးတွေကကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အခါတက်တော့ A အတွက်ဒီလက်နက်ကြီးတွေကတိတဲ့အတိုင်းပဲ fire power ပို့ပြီးတော့လှုပ်ဆောင်နိုင်စွမ်းရှိလာနိုင်ခြေရှိပါတယ်ပြီးတော့ဒီအမြောက်ကိုပူဇော်တဲ့အကြောင်းလဲကျွန်တော်တွေးလိုက်တယ်ပေါ့နော်ရေမန်းတွေပတ်ပြီးတော့အမွှေးတိုင်တွေထွန်းတယ်ပေါ့နော်တော်တော်လေးတော့ရည်စရာကောင်းတဲ့ဒါဖြစ်စဉ်တွေလို့ပြောရမှာပါစစ်ကောင်စီစစ်သားတွေဆိုတာကဒီအကြောက်တရားတွေကြီးစိုးလာပြီဆိုရင်ဒါစိတ်သက်တွေကြာဆင်းမှုများလာရင်ပြီးရင်သူတို့ရဲ့ယုံကြည်မှုတွေပျောက်ဆုံးလာပြီဆိုရင်ဒီလိုလောက်ရမျိုးတွေကိုလှုပ်လေရှိပါတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့သူတို့ကိုသူတို့ယုံကြည်မှုမရှိတော့ဘူးဒီတနက်ကိုပြစ်မှထွက်တဲ့တနက်အဲဥစ္စာကိုဘယ်နေရာကြပါစေလို့အမြောက်ဆိုလည်းအမြောက်ပေါ့နော်ဘယ်နေရာထိပါလေလို့ဆိုပြီးတော့ဆူတောင်းပြီးတော့ပူဇော်ပြီးတော့ပြစ်နေရဆိုရင်ဒါအဓိပ္ပာယ်မရှိဘူးအဲ့ဒါကိုကြည်ချင်းအဖြစ်စစ်ကောင်စီစစ်သားတွေကတော်တော်လေးသူတို့မှစိတ်သက်တွေပျက်စီးနေတယ်ပေါ့နော်အားကိုးစရာဒီဟာပဲရှိတယ်ဆိုပြီးတော့ဖြစ်နေတဲ့အနေထားလောက်ပါကျွန်တော်တို့ဒီမှာအနားတွေထိကတ်လာနေပြီအဲအကြောင်းမလို့ဒီအမြောက်တွေပြစ်တဲ့ခါကြရင်ပေါ့နော်အခါတော့အေးခေါင်းပေါ်ကြောက်အောင်ပြစ်ပေးပါတို့ချိန်တာသူတို့ချိန်တာထဲတာလဲသူတို့ထဲတာပြစ်တာလဲသူတို့ပြစ်တာဒါတောင်မှပဲအခုလိုမျိုးရေမန်းနေပတ်စီမီတွေပူဇော်အမွှေးတိုင်းတွေပူဇော်ဆိုပြီးတော့လှုပ်နေရရဆိုတဲ့ဟာကတော်ရည်စရာကောင်းတဲ့အနေထားပေါ့နော်မင်းတို့တွေအဲ့လောက်တောင်ဖြစ်နေပြီလားဆိုပြီးတော့ပြောရမလို့ဖြစ်နေပြီပေါ့နော်အဲ့တော့တကယ်လို့ဒီအာမဒ344ကျသွားပြီဆိုရင် AA နဲ့ပူပေါင်းတက်တွေကရခိုင်ရိုးမကိုကြော်ပြီးတော့အေယာဝတီတိုင်းတွေကိုစစ်မျက်နှာထပ်ပြီးတော့ဖွင့်နိုင်မှာပါအဲ့တော့ဒီလိုလောက်ခံရပြီဆိုရင်ပသိမ်ဘက်မှာလည်း CFP ကတော်တော်လေးဖြစ်သွားမယ့်အနေထားရှိတယ်အဲ့တော့စစ်ကောင်စီကရခိုင်ရိုးမကာကွယ်ရေး line ပေါ့နော်ကျိုးပေါက်သွားနိုင်တဲ့အနေထားကိုကြုံတွေ့ရနိုင်ပါတယ်ပြီးတော့နောက်ထပ်အခြားစစ်မျက်နှာတစ်ခုဖြစ်တဲ့ပေါ့နော်ဒါကောက်ဆာ16ဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတာရှိပါတယ်ရှေ့ရနေ့မှာကိုပဲဒါမတုံကျေးရွာနီးမှာတိုက်ပွဲတွေရှိတယ်ကောက်ဆာ16နဲ့2မိုင်အကွာလောက်ပဲဝေးတဲ့နေရာမှာအခုချိန်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာပါအဲ့တော့ဒါကလည်းစစ်ကောင်စီအတွက်ခေါင်းကြီးစရာပေါ့နော်ကြည့်လိုက်ကြားလိုက်ရရင်လုံးဝ2မိုင်1မိုင်ဒီလိုအနေထားတွေဖြစ်နေတာနောက်စစ်ကောင်စီကတကယ်တမ်းပြောမယ်ဆိုရင်အဲ့အနေထားမရောက်ခင်မှာသူ့မှာအချိန်ကြီးအများကြီးရခဲ့သလိုသူအများကြီးပဲပြင်ဆင်ခဲ့တာရှိတယ်ကာကင်းစကန်တွေဆိုရင်နဲတာမဟုတ်ဘူးသူတိုးပြီးတော့ချထားတယ်လက်နက်ကြီးတွေရွှေ့ပြောင်းပြီးတော့နေရာချထားတယ်အထိုင်ချထားတယ်အမြောက်တွေဆင်ထားတယ်ပြီးရင်စစ်ကြောင်းတွေစုဖွဲ့တယ်ကောက်ပစအချင်းချင်းတော့ကူခိုင်းတဲ့စစ်ကြောင်းတွေရှိတယ်အဲ့လိုပုံစံမျိုးတွေနဲ့ဒီနေရာတွေကိုအင်အားတွေဖြည့်တယ်လက်နက်ကြီးတွေထိုင်ချတယ်ကာကင်းစကန်တွေတိုးချက်ဆောက်လုပ်ထားတယ်ဒါပေမဲ့တကယ်အခါတော် A နဲ့ဒါပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်လာပြီဆိုတဲ့အချိန်မှာဒီဥစ္စာတွေကအသေးအံအနေထားမျိုးတွေကြီးပဲသူတို့ကြုံတွေ့နေရတယ်ပေါ့နော်အဲ့တော့2မိုင်တို့1မိုင်တို့ဆိုတဲ့ဟာကဘာမှကိုမဝေးတဲ့အနေထားဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်တော့ခေါင်းကြီးစရာပဲပေါ့နော်အဲ့တော့စစ်ကောင်စီကသူတို့ရဲ့ကောက်ပစ16ကို AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေထိုးစစ်မရောက်လာနိုင်ဖို့အတွက်ကိုလေကြောင်းလက်နက်ကြီးအကုန်လုံးသုံးပြီးတော့ခုခံနေရတာဖြစ်ပါတယ်လေကြောင်းကနေဆိုရင်သူတို့ဘာတွေပါသုံးလဲဆိုတော့ဒီမီးလောင်ဘုံတွေပါသုံးလာတယ်ပေါ့နော်အဓိကတော့ဒီကောက်ပစ16ကိုလာရလမ်းကြောင်းတစ်လျှောက်အကုန်လုံးကိုမြင်ကွင်းရှင်းလင်းတဲ့ပုံစံမျိုးနေလို့မရအောင်လုပ်တဲ့ပုံစံမျိုးအဲ့ဒီရည်ရွယ်ချက်နဲ့မီးလောင်ဘုံတွေကျဲနေလို့ဒါတောမီးတွေလောင်နေတာတွေရှိပါတယ်ဒါဟာရည်ရွယ်ချက်ရှိနဲ့တမင်လောက်တာပေါ့နော်ဒီလိုမျိုးလာပြီဆိုရင်မြင်တွေ့နေရအောင်လို့နေလို့မရအောင်လို့ဒါမျိုးနဲ့ဒါသူကရည်ရွယ်ချက်ရှိလောက်တာပါပြီးရင်လေကြောင်းအပြင်ပါရာမီတာ drone fighter ဝိုင်တွဲလက်နက်ကြီးအကုန်လုံးအစုံသုံးပြီးတော့ခုခံနေရတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီကပုံမှန်ဆိုရင်သူကသွားပြီးတော့ပဲတိုက်ရှင်တယ်ဒါပေမဲ့အခုသူကြုံတွေ့နေရတဲ့အနေအထားကသူ့ကြည်ခံနေရတယ်သူပဲခံစစ်လုပ်နေရတဲ့အနေအထားပြန်ဖြစ်လာနေတယ်ပေါ့နော်အဲ့တော့အခါတက်တော့ A ကပြောင်းလဲပြင်လဲရှိတယ်သူတို့ခံစစ်ကစားရမယ့်အချိန်မှာခံစစ်ကစားတယ်ခံစစ်အရေးတာဖို့အတွက်ကိုချက်ချင်းလက်ငယ်ရတဲ့အခွင့်အရေးကိုမိရဆုပ်ကင်ပြီးတော့တံပြန်ထိုးစစ်တွေပြန်ပြီးတော့တိုက်ရင်လည်းတိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြောင်းလဲပြင်လဲရှိဒါစစ်ရေးဖြူကကြကျင့်သုံးနေတာကိုတွေ့ရတယ်ဒါကစစ်ကောင်စီအတွက်အသက်ရှူကျက်စရာဖြစ်ပါတယ်အဲ့တော့အမ်ပဒန်နဲ့ရကန်လမ်းကျောပေါ်ကကာကင်းစခန်းတွေတစ်ခုပြီးတစ်ခုထပ်ပြီးလက်လွတ်ရပြီးတဲ့နောက်မှာစစ်ကောင်စီကအဲ့အနီးနားပတ်ဝန်းကျင်ကကြေးရွာတွေကိုအခုလိုမျိုးဒါလေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လုပ်နေတာဖြစ်ပါတယ်ဒီအခုရတဲ့ဂုံးဆိုရင်တော့ကြက်ချံဂုံးဆိုပြီးတော့သိရတယ်ဒီကာကင်းစကန်ဂုံးပေါ့နော်ဒါစစ်ကောင်စီဘက်ကလက်လွတ်လိုက်ရတဲ့ဂုံးအဲ့ဒီဂုံးမှာစစ်ကောင်စီဘက်ကဘုံမှုအဆင့်ရှိတဲ့သူဦးစီးပြီးတော့အင်အား100တောင်ထိုင်ထားတာအင်အား100ဆိုတော့နဲတဲ့အင်အားမဟုတ်ဘူးတကယ်ပြောတာသူကတရင်အင်အားရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါအင်အားရှိပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်ပေါ့နော်အဲ့တော့အခုလိုမျိုးကာကင်းစကန်ဂုံးတွေရထားတဲ့အပြင်တုံမန်းနဲ့လက်နက်ခဲရနေလဲရလက်နက်ခဲရရတယ်ဆိုတဲ့ဟာတော့ကြားကျင်တယ်ဗောနော်ကြံတဲ့ဟာတော့အဲ့လိုပဲအဲ့တော့အခြေအနေကအသေးအတန်ဖြစ်လာတဲ့စစ်ကောင်စီဗောနော်အဲ့တော့ထုံးစံတိုင်းသူကလေကြောင်းကနေပြီးတော့ပြစ်ကူတွေပေးနေရတယ်အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေအဓိကကြောက်ဖြူစစ်တွေဒီနေရာကတိုက်ပွဲတွေရဲ့ပြီးရင် AR ပဲခူးမကွေးဒီနေရာမှာပေါ့နော်အဓိကရခိုင်နဲ့ဆက်ပါတယ်ဆိုတဲ့တိုင်းတွေထဲမှာအခုလိုမျိုးထိုးစစ်တွေပြင်းပြင်းထန်ထန်ဖွင့်လာနိုင်တဲ့ဟာကစစ်ကောင်စီအတွက်တော်တော်လေးအသက်ရှူကျက်မဲ့အနေအထားတစ်ခုဖြစ်ပါတယ်ပြီးတော့ဒီစစ်ကောင်စီကတည့်ရတဲ့အတိုင်းပဲ
နိုင်ငံအတွက်ရောပြည်သူအတွက်ရောလုံးဝအကျိုးမပေးတဲ့အဖွဲ့ဒီအဖွဲ့ကလုံးဝကိုမရှိတဲ့အဖွဲ့ဖြစ်လာပြီပေါ့နော်။ဘာကြောင့်လဲဆိုတော့ပြည်သူကိုနှိပ်စက်တက်ဖြတ်မှုတွေကိုဒီနေ့ဒီချိန်ထိမမှတ်ရရင်ဒါကျူးလွန်နေတာတွေအများကြီးရှိပါတယ်လူမျိုးတုံးတက်ဖြတ်မှုတွေဒီနေ့ဒီချိန်ထိလုပ်နေတာအများကြီးရှိပါတယ်အခုဆိုလဲဒါညောင်လေးပင်ခရိုင်ဒါကြောက်ကြီးမြို့နယ်တွေကကိစ္စဆိုလဲလုံးဝလက်မခံနိုင်ကြဘူးပေါ့နော်ပြပြည်သူတွေအယောက်30လောက်ကိုအစုလိုက်အပြုံလိုက်ကြီးတက်ဖြတ်ပစ်လိုက်တဲ့ဖြစ်စဉ်ကတော်တော်လေးယွန်းစရာကောင်းပါတယ်ပေါ့နော်အဲ့တော့ KNU တပ်မှသုံးနေမြေညောင်လေးပင်ခရိုင်တွင်းမှာစစ်ကောင်စီကစစ်ကြောင်းထိုးတဲ့ရဲသားပြည်သူ30လောက်ဒါတက်ဖြတ်ခံရတယ်ပေါ့နော်အစုလိုက်ကြီးအဲ့လိုမျိုး30ကျော်တက်ဖြတ်တဲ့အပြင်ပြည်သူ160လောက်ကိုလည်းဒါလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်ထားတယ်ဆိုပြီးတော့ကရင်ငင်းငယ်ရေးအထောက်အကူပြုကွန်ရက် KPSN ကထုတ်ပြန်ထားတာတွေ့ရပါတယ်။အဲ့လိုလုပ်တဲ့စစ်ကောင်စီရဲ့တပ်တွေကိုကြည့်လိုက်မယ်ဆိုရင်ဒါပိန်းစလုတ်အခြေစိုက်ခမရ264ခမရ439ဒီလိုမျိုးတပ်တွေပါတယ်ဆိုပြီးတော့သိရတရင်3ရင်လောက်ဖြစ်မှာပေါ့နော်။အဲ့လိုမျိုးပါတယ်ပြီးရင်တပ်ပုံမှတ်တမ်းတွေလည်းထွက်လာတယ်ဗီဒီယိုမှတ်တမ်းတွေလည်းထွက်လာတယ်အစုလိုက်ပြုံလိုက်ပေါ့နော်။ပြုံလိုက်ကြီးဗျာတပင်ချင်းရင်းနေမှာပေါ့နော်ပြီးရင်တစ်ဖက်မှာဒီဒါတင်ញိုင်းကုန်းသားမှာပေါ့နော်ဘေးနားမှာအုတ်ဂူတွေလည်းတွေ့ရတယ်။ပြီးရင်အဲ့တင်ញိုင်းကုန်းဘေးနားမှာပဲရွာသားတွေကိုကျင်းပြန်တူးခိုင်းနေတဲ့ပုံစံမျိုးကျင်းတွေတူးနေကြရလဲတွေ့ရတယ်တော်တော်အသေးနာစရာကြီးပေါ့ဗျာအဲ့လိုပုံစံမျိုးတွေ့ရတယ်ဖြစ်စဉ်ကတော့သိရသလောက်ဆိုရင်စစ်ကောင်စီစစ်ကြောင်းတွေကဒီ9ရက်နေ့မှာပေါ့နော်ညောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်တွေကိုစစ်ကြောင်းထိုးတယ်ရေရင်ကုန်းကြေးရွာအုပ်စုအတွင်းကပေါ့နော်ဒါအပြစ်မဲ့ပြည်သူအများကြီးပေါ့နော်160လောက်ကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တယ်ပြီးရနဲ့သူတို့တိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တာ KNL နဲ့တိုက်ပွဲဖြစ်တယ်ဖြစ်တော့ကြတော့သူကလေကြောင်းနဲ့လာပြီးတော့အဲ့ရွာတွေကိုလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်တယ်အဲ့လိုတိုက်ခိုက်တဲ့အချိန်မှာခုနလိုသူတို့ဖမ်းဆီးထားပါတယ်ဆိုတော့ပြည်သူ25ဦးအသက်ဆုံးရှုံးတယ်အမျိုးသမီး18ဦးအမျိုးသား9ဦးပါသွားတယ်အဲ့ထဲမှာတည်ဆုံးတဲ့သူတွေထဲမှာအသက်အရွယ်တွေကြည့်မယ်ဆိုရင်အငယ်ဆုံး6နှစ်အရွယ်ကလေးကနေပြီးတော့အကြီးဆုံးအသက်60အရွယ်တွေထိပါပါတယ်ဆိုပြီးတော့သိရတယ်ပြီးတော့အဲ့လိုမျိုးဖြစ်သွားပြီးတဲ့အချိန်မှာ25ယောက်တည်ပြီးတဲ့အချိန်မှာကိုပဲစစ်ကောင်စီကနောက်ထပ်ဒေသခံအမျိုးသား35နှစ်ကနေ53နှစ်အရွယ်အတွင်းပါတဲ့ဒေသခံ9ဦးကိုထပ်ပြီးတော့ဖမ်းဆီးတပ်ဖြတ်တာမျိုးတွေလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့အားလုံးကအယောက်30ဒီနေ့ထိအယောက်30ဒါအသက်ဆုံးရှုံးနေရပြီဖြစ်တယ်ဆိုပြီးတော့သိရတယ်တော်တော်ကိုရုံမှာရိုင်းဆိုင်တဲ့လုပ်ရက်တွေကိုလုပ်နေတာပေါ့နော်အဲ့တော့အပြစ်မဲ့ပြည်သူတွေအနေနဲ့ပေါ့နော်ဒါစစ်ကောင်စီနဲ့ဝေးဝေးနေကြဖို့လိုတယ်စစ်ကောင်စီကအခုလိုမျိုးပုံစံမျိုးတွေကိုဇက်တိုက်ဆိုလိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ဟိုတနေ့ကတင်မဲ့ဒါရှင်ပြုတ်အလှပွဲကိုဒါလက်နက်ကြီးနဲ့ပစ်ခတ်တယ်ဟိုရှေ့မှာတင်ရက်တွေကမချဘူးဗျာတိတ်ပြီးတော့ချားတာမဟုတ်ဘူးပေါ့နော်ကြည့်လိုက်မယ်ဆိုရင်ဟာဒီကောင်နေရဲ့စစ်စင်ရေးကပြည်သူကိုပဲတတ်ဖို့လုပ်နေသလားဆိုပြီးတော့မှထင်စရာရှိတယ်ကြည့်လိုက်ရင်အမြဲတမ်းပြည်သူကိုပဲနှိမ့်ဆက်ဒုက္ခပေးနေတာတက်ဖြတ်နေတာပေါ့နော်အဲ့တော့အဲ့လိုအဖွဲ့အစည်းကမရှိမှကိုအေးမဲ့အဖွဲ့အစည်းအခုဆိုလဲအဲ့မှတ်တမ်းတွေအဲ့ဗီဒီယိုတွေအဲ့ဒါတွေကဒါကျွန်တော်တို့ဒီစစ်ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်တဲ့အတွက်ပေါ့နော်တကယ်ကိုလုံးဝတက်သေးတွေဖြစ်တယ်အဲ့ဟာတွေကိုများများဖော်ထုတ်ဖို့အရေးကြီးတယ်များများဒါနိုင်ငံတကာစောင့်ကြည့်နေတဲ့အဖွဲ့တွေစီကိုပို့ဖို့အရေးကြီးတယ်သူတို့ကိုအမှုတက်ပြီးတော့အရေးယူနိုင်မဲ့အဖွဲ့တွေစီကိုပို့ဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်တယ်ပေါ့နော်နောက်ထပ်သတင်းတစ်ခုရှိတယ်အဲ့ဒါ AR Down အဖွဲ့ကပေါ့နော်ဖမ်းမိထားတဲ့စစ်ကောင်စီတုံမှန်းပြောပါတော့စစ်ကောင်စီဘိုးကြီးပေါ့လေနော်ဘိုးကြီးဆေးဘိုးကြီးဆေးဘိုးကြီးအဲ့ဆေးဘိုးကြီးနဲ့ပတ်သက်လို့လဲပေါ့နော်တော်တော်လေးရည်စရာကောင်းတဲ့ဟာရှိတယ်သူတို့ပဲဖော်တာအဲ့အကြောင်းတွေကအခုသူတို့လုပ်ခဲ့တဲ့လုပ်ရက်တွေကကြည့်လိုက်မယ်ဆိုရင်ဒါသူကအမြဲတမ်းမှာပေါ့နော်တရားမဝင်လုပ်ငန်းကိစ္စတွေနဲ့ဆိုရင်သူကလုံးဝပတ်သက်မှုမရှိဘူးဆိုတဲ့ပုံစံမျိုးအမြဲတမ်းပြောတတ်ကြတယ်ဒီတရားမဝင်လုပ်ငန်းကိစ္စတွေကိုသူတို့ကလုံးဝလိုက်ပြီးတော့တိုက်ဖြတ်နေသလိုလိုပြီးရင်ဒါတားဆီးနေသလိုလိုအပြစ်ပေးရလို့အရေးယူရလို့မျိုးဒါသူတို့တွေလုတ်ပြတတ်ကြတယ်ပြီးရင်တခြားသူတွေကိုထိုးချတတ်ကြတယ်ပေါ့နော်တကယ်တမ်းအတွင်းထဲမှာကျွန်တော်ဟိုးရှိတခါပြောခဲ့ဘူးလေကြိုက်တဲ့ဒူးစရိုက်မှုခေါင်းစဉ်ကိုတက်ပြောလိုက်စစ်တပ်ထဲမှာအကုန်ရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့ဘူးတယ်ပေါ့နော်တကယ်ကိုရှိတာပါဟာလူကုန်ကူလာရှိတယ်စစ်တပ်ထဲမှာအကုန်ရှိတယ်မွေးစေဝါရှိတယ်လက်နဲ့အယောင်းဝယ်ရှိတယ်အကုန်ရှိတယ်ဗျာအဲကြောင့်မလို့ဒါစစ်ကောင်စီတပ်ထဲမှာဒီလိုအလုပ်တွေအများဆုံးလုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောခဲ့ကြအဲ့တော့ကျွန်တော်ကဒီဘက်ကိုရောက်လာပြီးမှပြောတဲ့သူတွေဖြစ်တဲ့တချို့ကြလည်းမယုံကြဘူးချို့ကြလည်းအရာနဲ့ပတ်သက်လို့ပေါ့နော်မဖြစ်နိုင်ဘူးပါညာဆိုဟိုဘက်ကဖိဖိညင်းတဲ့ကောင်တွေလည်းရှိတယ်တကယ်တမ်းအခုသူတို့ရဲ့လူကအစအခုပြန်ပြောပြထားတဲ့ဟာအခုဒါခေတ်သစ်မှာတက်လာပြီပေါ့နော်ပြီးရင်အဲ့ဆေးဘိုကြီးနဲ့ကျွန်တော်စုံပေးဦးမယ်ပေါ့နော်ကျွန်တော်မေးမယ်အဲ့ကောင်အဲ့မှာဒါမကွေး6စိတ်ဖြူလမ်းပိုင်းဖြူစောတိကောင်းဆောင်စိတ်နဂတ်စီကိုတဲ့ဒါလိုင်စင်မဲ့ငါပုလိုင်စင်မဲ့ကာပို့ဆောင်ပေးမယ်ဆေးတက်ကဘိုးကြီးပူပူသူရဲ့နောက်လိုက်ပေါ့နော်အဲ့နောက်လိုက် driver နဲ့နေနာမည်ကလည်းလာတူနေသေးတယ်ပေါ့နော်ထက်မြက်ဦးအဲ့နှစ်ကောင်ကိုဖမ်းမိခဲ့တာရှိပါတယ်အဲ့မှာသူတို့ရဲ့ထွက်ဆိုချက်တွေတင်ထားတယ်ပေါ့နော် AR Down ကတာဝန်ရှိတဲ့ဒါသတင်းနဲ့ပြန်ကြားရကိုရှိန်ကပြောထားရှိတယ်ပေါ့နော်အဲ့ဒါဆေးတက်ကဘိုးကြီးရဲ့အသက်က34နှစ်တင်တန်းကာလ4နှစ်ပြီးရင်လောက်သက်က16နှစ်ရှိပြီပေါ့နော်မန်လီသားကြက်တီတုံးလိုက်တဲ့ကောင်ရခိုင်မှာ9နှစ်တာဝန်ကြခဲ့ပြီးတော့မိထီလာမြို့မှာတာဝန်ကြတာပေါ့နော်အပြင်ကြားပေါက်ကားပို့ရင်းနဲ့ကျွန်တော်တို့6 safe view လမ်းပိုင်းမှာစစ်ဆေးလုံနေတော့မိတာကားသွားပို့တာက6ပြူစောတိခေါင်းဆောင်ချိန်နဂက်စီကိုလေ
အဲ့တော့သူတို့ရဲ့အဖွဲ့အစည်းတွေကြားတဲ့အချင်းချင်းချိတ်ဆက်ပြီးတော့လုပ်နေတဲ့မတမာမှုတွေတရားမဝင်လုပ်ငန်းကိစ္စတွေပေါ့နော်ဒါတွေကိုသူတို့ကိုယ်တိုင်ဖော်ပြတာကိုနားထောင်ကြည့်အောင်ပေါ့နော်အဲ့တော့3လပိုင်း1ရက်နေ့မှာသွားတာပါတဲ့ကားသွားပို့ရင်းနဲ့ဒေါ်လာရင်းတက်တွေဖမ်းဆီးခြင်းခံရတာပါမိထီလာကနေ6ကိုပို့ရတာပေါ့နော်မိထီလာကနေကားယူပြီးတော့6ကဖုန်းကြီးကျောင်းမှာသွားပြီးပို့ရတာဖုန်းကြီးကျောင်းပို့ပြီးတော့မှဒါ3ဘိန်းနဲ့လာပြီးတော့ခေါ်တယ်အဲ့ဒီ3ဘိန်းထဲမှာ6ကကားဂိတ်ကိုလိုက်ပို့တယ်ပြီးရနဲ့6ကားဂိတ်ကနေသူကမိထီလာတက်ကိုပြန်တယ်ပေါ့ဗျာအဲ့တော့သူတို့ကပတ်စံတွဲပေးတယ်ဝိုက်တယ်ပစ္စည်းရောက်ငွေချေစနစ်တွေအဲ့တော်လိုင်းတပ်ဖွဲ့တွေဖမ်းမိတာကတဲ့သွားပို့တဲ့ချိန်မှာဖမ်းမိတာပေါ့နော်မိတ်လာကနေ6ကိုပို့တဲ့လမ်းဂွေးကြုံနဲ့6ကြားမှာသူ့ကိုဖမ်းမိတယ်အဲ့ကားက6မြို့နယ်ကပြူစောတိခေါင်းဆောင်စိတ်ငကက်ရဲ့ကားဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာဝိလေကြောင်ဘက်ပြောနေရလေးလည်းရှိတယ်ပေါ့နော်အဲ့ဥစ္စာကိုတော့ကျွန်တော်တို့တစ်ချက်ချင်းဖြေကြမယ်ပေါ့လေနော်တွေးတဲ့ခါကြာရင်ပေါ့နော်အဲ့တော့အဲ့ဒီကားကတဲ့ပြူစောတိခေါင်းဆောင်ပေါ့နော်ဒါစိတ်ငကက်ရဲ့ကားဆိုပြီးတော့သိရတယ်ကျွန်တော်ကလိုင်စင်မဲ့ကားတွေကိုကယ်ရီပို့တဲ့ပုံစံမျိုးပါတဲ့လစာအပြင်အောက်ဆိုင်ရှာတဲ့သဘောပါတဲ့ကကြည့်အောင်ကဲလစာအပြင်ကိုအောက်ဆိုင်ရှာတာကဒီလိုမျိုးမတရားမှုနဲ့ရှာတယ်ဒီလိုမျိုးမတမာမှုနဲ့ရှာတယ်တရားမဝင်လုပ်ငန်းကိစ္စကိုလုပ်ပြီးတော့ရှာတယ်ကဲအဲ့လိုမျိုးအဖွဲ့အစည်းကနိုင်ငံကိုအတင်းလူယူပြီးတော့အုပ်ချုပ်နေတာရင်နာစရာကောင်းတယ်ပေါ့နော်အဲ့တော့မိထီလာကနေ6ကိုပို့ပြီးပြန်ရောက်ရင်သူက KG ရမယ်ပြောပြီးတော့ပို့ခိုင်းတာတဲ့ဘသူလဲတော့တေချာမသိရဘူးတဲ့ဒါမဟုတ်သေးဘူးအဲ့တော့မေးကြမယ်အဲ့ဥစ္စာလည်းမှတ်ထားမယ်ပေါ့နော်တက်ထဲက KG ပို့တဲ့တင်ငယ်ချင်းတွေကသူအပြင်နောက်ထပ်ရှိအောင်မှထင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးနဲ့သူကကားသမားနဲ့လိုက်သွားဆိုပြီးတော့ပြောတယ်အခုတစ်ခေါက်နဲ့ဆိုရင်3ခေါက်ရှိပြီကားပေါ်မှာတခြားဘာမှမပါဘူးအရက်ဝင်နေပဲသွားတာတဲ့ပြီးတော့ဒီဖမ်းမိတဲ့ချိန်မှာတော့တော်လိုင်းတပ်ဖွဲ့တွေကသူ့ကိုကောင်းကောင်းမွန်ထားတယ်ပြီးရင်သူကတစ်ချက်ထည့်ပြောလိုက်တာရှိသေးတယ်ကွာမလွယ်တော့မလွယ်ဘူးပေါ့နော်တခြားဘာမှမလုပ်ဘူးတဲ့အပြစ်မလုပ်ရင်ကျွန်တော်တို့ကိုပြန်လှုပ်ပေးမယ်လို့လည်းပြောရတယ်မင်းတို့ကိုဖမ်းကျင်လို့တော့မှကွာရှောင်းတကင်စစ်ဆေးပြီးရောပါနော်မင်းတို့ကိုအခုလိုမျိုးအပြစ်ပေးအေးအေးယူနိုင်မှုစ조사နေတာပေါ့နော်အဲ့တော့မင်းတို့တခြားဘာမှအပြစ်မလုပ်ဘူးဆိုရင်ပြန်လှုပ်ပေးမယ်လို့ပြောတယ်ဆိုတော့ပေါ့နော်မင်းတို့အဲ့ဘက်အဖွဲ့အစည်းထဲမှာရှိနေတာကအပြစ်တကယ်တမ်းပြောရရင်တကယ်ဟုတ်တယ်ဒါကျွန်တော်တော့အဲ့လိုပဲခံယူတော့ပါဘာကြောင့်လဲဆိုတော့လက်ရှိအနေထားရ9နှစ်ကျော်လာပြီအဲ့9နှစ်ကျော်အတွင်းမှာစစ်ကောင်စီကရောရုံဝမှာပုံစံမျိုးနဲ့ပြည်သူကိုခုနလိုကိစ္စမျိုးတွေပေါ့ဗျာအစုလိုက်ပြုံလဲတက်ဖြတ်တဲ့ကိစ္စမျိုးတွေကအများကြီးရှိခဲ့အဲ့လိုအများကြီးရှိနေတဲ့အချိန်မှာလုံးဝနေသားလိုနေပြီးတော့ငါ KD လေးဆွဲလိုက်မယ်လစာလေးထုတ်လိုက်မယ်ဆိုတဲ့စိတ်မျိုးနဲ့နေခဲ့တဲ့သူတွေကအပြစ်မရှိဘူးလားကျွန်တော်ပြောချင်တာဘာကြောင့်အဲ့လိုအဖွဲ့အစည်းကိုအထောက်အကူပြုပေးတဲ့ပုံစံမျိုးနဲ့နေနေတာလဲဟာပြည်သူကိုမနှိမ့်ဆက်ဘူးဘာဘူးညာဘူးဆိုရင်တော့မှပဲဒီအဖွဲ့အစည်းကပြည်သူကိုနှိမ့်ဆက်နေတဲ့အဖွဲ့အစည်းဖြစ်နေတာကိုသိရင်မထွက်တင်ဘူးလားပေါ့နော်အဲ့တော့အဲဥဆိုင်နဲ့ပတ်သက်လို့လည်းမေးမယ်ပေါ့နော်ထွက်ပြေးဖို့လည်းကျွန်တော်တို့မစင်းစားပါဘူးတဲ့ထွက်ပြေးလို့လည်းမရဘူးပေါ့နော်သူတို့မေးတဲ့အတိုင်းပဲပြည်သူတွေကတော့ထွက်ပြေးစေချင်မှာသိတယ်ကျွန်တော်အဲ့တော့ဒါသူတို့မေးတဲ့အတိုင်းပဲကျွန်တော်အမှန်တိုင်းဖြေတာပါတဲ့အဲ့တော့အဲ့စာဒါဘူကပြောတာပေါ့လေနော်ပြီးတော့ဒီကားဒရိုက်ပါထမ်းမြတ်ဦးကပြောကျွန်တော်ကကားဒရိုက်ပါတဲ့ခေါက်ကြီးစားနေတဲ့ကားမောင်းပို့တာပါတဲ့နေရတာကမိထလာမျိုးနယ်ကပါတဲ့ကားလိုင်စင်မဲတွေကိုအောက်ဆိုင်ဆွဲတဲ့အလုပ်လုပ်တာတလမပြည့်သေးပါဘူးဒါနဲ့ဆို3ခေါက်ရှိပြီကား3စီးပါတယ်မြောက်ရီကနေကန်းကူကားတွေဝင်လာတယ်ပို့တဲ့လူကဘယ်သူလဲတော့မသိရဘူးအဲ့ဒီလူကဒါကားကိုပို့ပြီးရက်ထားပေးတယ်ကျွန်တော်တို့ကရက်ထားတဲ့နေရာကားကိုသွားယူပြီးတော့6ဖုန်းချောင်းကိုပို့ပေးတာပြူစောတိခေါင်းဆောင်စိတ်ငကက်စီကိုပါတယ်လမ်းကြောင်းတွေပါလာတယ်ပေါ့နော်လောရပါတော့သူသွားတဲ့နေရာအမေဘယ်သူလာထားတယ်ဆိုတာတော့မှမသိအောင်လို့ဂွင်းဆက်တွေကိုဖြတ်ထားတာဟောသူကကားလာရက်ထားတယ်အဲ့နေရာကိုသွားတယ်ပြီးရင်ကားကိုယူတယ်ပြီးရင်မောင်းပို့တယ်ဖုန်းကြောင်းပို့တယ်ပြူစောတိကောင်းဆောင်စိန်နေကကားဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးတွေလှုပ်ရှားနေကြလဲဆိုတဲ့ဟာကဒါဟာတက်တည်ပဲပေါ့နော်ပြီးတော့ကျွန်တော်တို့ပြောတယ်ဆိုရင်ယုံကြည်မှယုံမှာအခုသူတို့စီကလူကိုလောလောလတ်လတ်ဖမ်းခံထားရတဲ့လူကပြန်ပြောပြတာဖြစ်တဲ့အတွက်ဒါကသိတဲ့အတိုင်းပဲဒီဥစ္စာကတကယ်အဖြစ်မှန်ပဲဒီကောင်တွေလှုပ်ရှားနေတာတကယ်အမှန်တရားပဲပေါ့နော်အဲ့တော့ကျတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒါ AR တောင်းကညီကိုရီနဲ့ကျွန်တော်ဆက်သွယ်မိတာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောမေးပြမယ်ပေါ့နော်မေးပြမယ်သူတို့ဖြေတဲ့အဖြေပေါ်မှာမူတည်ပြီးတော့ပြည်သူတွေတုံးတက်လို့ရအောင်လို့ပေါ့နော်စစ်ကောင်စီကဘယ်လိုပုံစံမျိုးတွေရှိတယ်လဲအပြောနဲ့အလှုပ်နဲ့ဘာတွေကွာတယ်လဲဆိုတဲ့ဟာတွေပေါ့နော်ပြီးတော့လက်ရှိစစ်ကောင်စီတပ်ထဲမှာလက်ရှိချိန်ထိတာဝန်ထမ်းဆောင်နေပါတယ်ဆိုတော့ဒါစစ်ကောင်စီရဲ့အရာရှိတွေကဘယ်လိုဇယိုက်တွေရှိတယ်လဲဆိုတဲ့အကြောင်းဒါကျွန်တော်တို့ထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းတွေနဲ့ပတ်သက်လို့လည်းတင်ပြပေးမှာဖြစ်ပါတယ်လက်ရှိထူးခြားနေတဲ့အကြောင်းအရာတွေကလည်းအများကြီးရှိတာဖြစ်တဲ့အတွက်အခုလိုမျိုးဒါအချိန်လွတ်ပြီးတော့တင်ဆက်ပေးရတာဖြစ်တဲ့အတွက်နားလည်ပေးကြပါပေါ့နော်ဆက်လက်ပြီးတော့လည်းဒီထက်ကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့ကျွန်တော်ထပ်ပြီးတော့တင်ဆက်ပေးနိုင်အောင်ကြိုးစား